မောင်သားချိုအိမ်ပြန်လာတဲ့အချိန်ရွာထဲမှာထူးဆန်းတဲ့တိတ်ဆိတ်မှုရှိနေတယ်လူတွေမျက်နှာမကြည်လင်ဘူးသူ့ကိုမြင်ရင်မျက်လုံးချင်းမစုံကြဘူးတချို့ကတိုးတိုးပြောနေကြတယ်သူသိသွားပြီလားမောင်သားချိုရင်ထဲမတက်မတာဖြစ်လာတယ်သူအမေကိုမေးချင်ပေမဲ့အမေကအိမ်ထဲမှာတိတ်တဆိတ်ထိုင်နေတယ်အမေအဖေအကြောင်းပြောပြပါအမေမျက်ရည်ဝဲသွားတယ်အချိန်မတန်သေးဘူးမောင်သားချိုစိတ်ရှုပ်လာတယ်ညကဖြစ်ခဲ့တဲ့အရာတွေအိမ်မက်မဟုတ်ဘူးဆိုတာသူသိနေပြီအဲ့ဒီနေ့ညနေမှာရွာလူကြီးသူ့အိမ်ကိုလာတယ်မျက်နာကတင်းမာနေတယ်မင်းတောင်ကုန်းကိုထပ်မသွားပါနဲ့မဲသဇင်ဆိုတဲ့နာမည်ကိုမပြန်ခေါ်ပါနဲ့မောင်သားချိုတည်ငြိမ်စွာပြန်မေးတယ်သူမကိုဘာကြောင့်ကြောက်နေကြတာလဲလူကြီးခဏတိတ်သွားတယ်ပြီးတော့တိုးတိုးလေးပြောတယ်အဲ့ဒီမိန်းကလေးတေပြီးနောက်ပိုင်းရွာမှာမီးတွေမကြာခဏဖြစ်ခဲ့တယ်လူတွေထိခိုက်ခဲ့တယ်ဒါကြောင့်သူမကိုအပြစ်တင်ထားကြတယ်မောင်သားချိုခေါင်းခါလိုက်တယ်ဒါဆိုအမှန်တရားမဟုတ်ဘူးလူကြီးမျက်နှာပြောင်းသွားတယ်မင်းအန္တရာယ်နီးနေပြီအဲ့ဒီညရွာအနားမှာမီးတောက်တစ်ခုထပ်ပေါ်လာတယ်လူတွေစိုးရိမ်လန့်ကြတယ်မောင်သားချိုအပြင်ထွက်ကြည့်လိုက်တယ်မီးအောင်ထဲမှာအဖြူရောင်အရိပ်တစ်ခုရက်နေတယ်မဲသဇင်သူမမီးကိုမထိဘူးမီးကသူမကိုမထိနိုင်တယ်လို့ဖြစ်နေတယ်သူမလှည့်ကြည့်ပြီးပြောတယ်ဒီမီးကျမမလုပ်ခဲ့ဘူးအမှန်တရားကိုဖုံးကွယ်ထားတဲ့သူကတကယ်အပြစ်ရှိတယ်မောင်သားချိုမျက်လုံးချဲ့သွားတယ်အဲ့ဒီသူဘသူလဲသူမလက်ညှိုးညွှန်လိုက်တယ်ရွာလူကြီးရဲ့အိမ်ဘက်အဲ့ဒီအချိန်လူကြီးအိမ်ရှိမှရက်နေတယ်သူမျက်နှာမျက်ရည်နဲ့ပြောလိုက်တယ်မင်းမသိတဲ့နာကိုသိပြီးပြီမောင်သားချိုရင်ခုန်တန်မြန်လာတယ်ဒီညအမှန်တရားတစ်စိတ်တစ်ပိုင်းပေါ်ထွက်လာတော့မယ်ဒါပေမဲ့သူ့အဖေတကယ်ပဲမှလဲပြီးတော့မဲသဇင်ဘာကြောင့်မီးနဲ့မထိရတာလဲ